တမန်ထော်ရာဖျားဒီငါအမိန်တော်မူသည့်အတိုင်းငါတို့သည်လက်လေ၍အင်းတုံပင်လေဖြင့်တိုးတို့ခရီးသွားလဲဇီရတောင်ကိုကြာမြင့်စွာလက်လေကြ၏ထော်ရာဖျားကလည်းတင်တို့သည်ကာလအချိန်စစ်အောင်ဤတောင်ကိုလက်လေကြပြီးတဖန်မြောက်မျက်နာသို့သွားကြအောင်လောတင်ဒီလူများတို့အားဆင့်ဆိုရမည်မှာတင်တို့၏ညီကိုအဲသောအမျိုးတို့နေသောဇီရပြည်အနားမှာတင်တို့လျှောက်သွားသောအခါသူတို့ကြောက်ကြလိမ့်မည်ထို့ကြောင့်တတိပြုကြလောသူတို့ကိုအလင်းမပြုကြနဲ့သူတို့ပြည်ကိုတင်တို့အားငါမပေးခြေနည်းရခန့်ကိုမြမပေးဇီရတောင်ကိုအဲသောအားငါအပိုင်ပေးပြီးတင်တို့သည်စားဖို့ရအစာကို၎င်းတောက်ဖို့ရရေကို၎င်းသူတို့ထံငွေနှင့်ဝယ်ရကြမည်တင်တို့ပြုလေရာ၌တင်တို့၏ဖျားခင်ထောက်ရဖျားသည်ကောင်းကြီးပေးတော်မူပြီးဤတော်ကြီး၌တင်တို့လက်လေသောအကြောင်းအရာတို့ကိုသိတော်မူ၏အနှစ်40ပတ်လုံးတင်တို့၏ဖျားခင်ထောက်ရဖျားသည်တင်တို့နှင့်အတူရှိတော်မူသည်ဖြစ်၍တင်တို့၌ဘာမျှမလိုဟုဆင့်ဆိုရ၏ဇီရပြေမာနေသောငါတို့ညီကိုအဲသောအမျိုးသားအနား၌ရှောက်လက်အေလက်မြို့အေဇာယုံကာပါမြို့မှသွားသောလွန်ပြင်းလမ်းသို့လိုက်ပြီးလင်တဖန်လက်၍မောဘတော်လမ်းဖြင့်သွားကြ၏ခြောက်ရဖျားကလည်းမောဘပြည်သားတို့ကိုမနှောက်ယှက်နဲ့စစ်မတိုက်နဲ့သူတို့ပြည်ကိုတင့်အားငါအပိုင်မပေးအာရပြည်ကိုလောတအမျိုးသားတို့အားငါအပိုင်ပေးပြီဟုငါအမိန်တော်မူ၏ရှေ့ကာလ၌အနကအမျိုးသားကဲ့သို့ကြီးမြင့်များပြားသောလူအေမင်းအမျိုးသားတို့သည်ထိုပြည်မှနေကြ၏ထိုတို့သည်အနကအမျိုးသားကဲ့သို့အလွန်ကြီးမားသောလူတို့အဝင်ဖြစ်သည်ကိုလူများထင်မှတ်ကြ၏တို့ရာတွင်မောဘပြည်သားတို့သည်ထိုတို့ကိုအေမင်းဟူ၍ခေါ်ကြ၏ရှေ့ကာလ၌ဟောရိလူတို့သည်လည်းဇီရပြည်မှနေကြ၏ထိုတို့ကိုအဲသောအမျိုးသားတို့သည်တုတ်တင်ပေးရှင်း၍သူတို့နေရာ၌နေကြ၏ထို့အတူထာဝရဘုရားအပိုင်ပေးတော်မူသောပြည်ကိုဣဒေလအမျိုးသားတို့သည်ပြုရကြသည်ယခုထ၍ဇေရက်ချောင်းကိုကူးကြလောဟုမိန်တော်မူသည့်အတိုင်းတင်တို့သည်ဇေရက်ချောင်းကိုကူးကြ၏ဂါဒေရှဘာနာအရက်တို့အရင်ရောက်သောကာလမှစ၍ဇေရက်ချောင်းကိုကူးသောကာလတိုင်အောင်နှစ်ပေါင်း38နှစ်လွန်သည်ထာဝရဘုရားကျိန်ဆိုတော်မူသည့်အတိုင်းအရင်စစ်သူရဲမျိုးအပေါင်းတို့သည်လူအလုံးအရင်ထဲကတေးကျေကွယ်ပြောက်ကြရကြ၏ထိုသူတို့မကွယ်မပြောက်မီတိုင်အောင်ထာဝရဘုရားသည်သူတို့ကိုအလုံးအရင်ထဲကပေရှားခြင်းကလက်တော်ကိုစန့်တော်မူ၏စစ်သူရဲအပေါင်းတို့သည်လူစုထဲကတေးကျေကွယ်ပြောက်ပြီးမှထာဝရဘုရားကတင်းသည်မောဘပြည်အာရနေအလေ၌ယနေ့လျှောက်သွားရမည်အာမျိုးအမျိုးသားတို့သည်အနည်းသို့ရောက်သောအခါသူတို့ကိုမနှောက်ယှက်နှင့်အလင်းမပြုတ်နှင့်အာမျိုးအမျိုးသားနေသောပြည်ကိုတင့်အားငါအပိုင်မပေးထိုပြည်ကိုလောတအမျိုးသားတို့အားငါအပိုင်ပေးပြီဟုငါအားမိန့်တော်မူ၏ထိုပြည်ကိုလည်းအလွန်ကြီးမားသောသူတို့၏နေရာဖြစ်သည်ဟုလူများထင်မှတ်ကြ၏ရှေ့ကာလ၌ထိုတို့သောလူတို့သည်နေကြ၏သူတို့ကိုအာမျိုးပြည်သားတို့သည်စံစုံမင်းဟု၍ခေါ်ဝေါ်ကြ၏ထိုလူမျိုးသည်အာနကအမျိုးသားကဲ့သို့ကြီးမြင့်များပြားသောလူဖြစ်ကြ၏သို့တော်လည်းဇိရပြည်၌နေသောအဲသောအမျိုးသားရှေ့မှာဟောရိလူတို့ကိုထာဝရဘုရားဖြစ်စီတော်မူသဖြင့်သူတို့နေရာ၌အဲသောအမျိုးသားတို့သည်ယနေ့တိုင်အောင်နေကြတကဲ့သို့အာမျိုးအမျိုးသားရှေ့မှစံစုံပြီးမြို့လူတို့ကိုတုတ်တင်ပေးရှင်းတော်မူသဖြင့်သူတို့နေရာ၌အာမျိုးအမျိုးသားတို့သည်နေကြ၏ထို့အတူဟာဇရိမြို့မှစ၍အာဇာမြို့တိုင်အောင်နေဘူးသောအာဝိလူတို့ကိုကတောရမြို့မှထွက်သောကတောရင်လူတို့သည်ဖြစ်စီ၍သူတို့နေရာ၌နေကြ၏တင်တို့သည်ထား၍ခရီးသွားသဖြင့်အာနုံမြစ်ကိုကူးကြလောအာမောရိအမျိုးဟေရှာဘုံရှင်ဘီရင်ရှေဟုံနှင့်သူ၏မြေကိုတင်တို့လက်၌ငါအားတော်ကြောင်းထိုမြေကိုသိမ်းဆပြု၍ထိုမင်းကိုစစ်တိုက်ကြလောမိုးကောင်းကင်အောက်၌ရှိသမျှသောလူမျိုးတို့သည်ယနေ့တင်တို့ကိုကြောက်ရွံ့ထိတ်လန့်ဆရှိမိအကြောင်းငါပြုမည်တင်တို့၏တည်င်းကိုကြား၍တုံလုတ်ခြင်းစိုးရင်ကြောက်ကြခြင်းတို့ရောက်ကြလိမ့်မည်ဟုမိန့်တော်မူ၏ငါသည်လည်းကေတမုတ်တော်မှာဟေရှာဘုံရှင်ဘီရင်ရှေဟုံမင်းထံသို့တန်တမန်တို့ကိုဆေလွတ်လက်မင်းကြီးဤပြည်အလယ်၌အကျွန်ုပ်လျှောက်သွားပါရစေမင်းလန်းတို့သာလိုက်ပါမည်လက်ကြားလဝဲဘက်သို့မလွဲပါဇီရပြည်၌နေသောအဲသောအမျိုးသားအာရပြည်၌နေသောမောဘအမျိုးသားတို့သည်အကျွန်ုပ်၌ပြုတ်တကဲ့သို့ကျွန်ုပ်စားဖို့ရာအစာကို၎င်း
တောက်ဖို့ရရေကို၎င်းမင်းကြီးသည်ငွေနှင့်ရောင်းပါလောအကျွန်ုပ်တို့ဖျားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့အကျွန်ုပ်သည်ယောသန်မြစ်ကိုကို၍မရောက်မီတိုင်အောင်မင်းကြီးပြည်အလယ်၌ခြေဖြင့်တွားယုံများသာပြုပါမည်ဟုမိတ္တဟာယစကားနှင့်ပြောဆိုတော်လေအကျွန်ုပ်ကိုရှောက်သွားရသောအခွင့်ကိုဟေရှာဘုံရှင်ဘရင်ရှေဟုံမင်းတီမပေးအကြောင်းမူကားယနေ့ထင်ရှားသည့်အတိုင်းတင်တို့၏ဖျားသခင်ထာဝရဘုရားသည်ထိုမင်းကိုတင်တို့လက်၌အချင်းကခက်ထန်သောစိတ်တဘောခိုင်မာသောနှလုံးကိုတို့၌ပေးတွင်းတော်မူ၏ထာဝရဘုရားကလည်းရှေဟုံမင်းနှင့်သူ၏မြေကိုတင့်အားငါပေးစပြု၏ထိုမြေကိုအမွေခံအံ့သောငါတင်းစပြုလောဟုငါအားမိန့်တော်မူ၏ထိုအခါရှေဟုံမင်းသည်သူ၏လူအပေါင်းတို့နှင့်တကွာယာဟတ်မြို့မှာငါတို့ကိုတိုက်ချင်းကထွက်လာ၏ငါတို့ဘုရားခင်ကြောရာဘုရားသည်ထိုမင်းကိုငါတို့၌အတော်မူသည်ဖြင့်သူမဆ၍သားများလူများအပေါင်းတို့ကိုငါတို့သည်လှုပ်ကြံကြ၏ထိုအခါတို့၏မြို့ရှိသမျှတို့ကိုတိုက်ယူ၍ယောက်ျားမိန်းမတငယ်တို့ကိုတယောက်မျှမကြံကျွင်းစေခြင်းကရှင်းရှင်းဖြစ်စီကြ၏တရိษံများမြို့ရွာ၌လက်ရဥစ္စာများကိုသာကို့အဖို့သိမ်းယူကြ၏အာနုံမျက်နှာ၌ရှိသောအာယောမြို့မှဆ၍ဂီလမြို့တိုင်အောင်မြင့်နာ၌ရှိသမျှသောမြို့တို့တွင်ငါတို့မအောင်နိုင်သောမြို့တစ်မြို့များမရှိငါတို့ဖျားသခင်ထာဝရဘုရားသည်အလုံးစုံတို့ကိုငါတို့၌အပ်တော်မူ၏တို့ရာတွင်အာမျိုးအမျိုးသားနေသောမြေရပြုံမြင့်နှင့်ဆိုင်သောမြေတောင်ရိုးမြို့အဆရှိသောငါတို့ဖျားသခင်ထာဝရဘုရားမြတ်သားတော်မူသောအရာတစ်စုံတစ်ခုကိုမျှမချင်ရကြထိုအခါငါတို့သည်လည်း၍ဘာရှံပြည်သို့ခရီးသွားကြ၏ဘာရှံရှင်ဘီအောနာသည်လည်းမိမိလူအပေါင်းတို့နှင့်တကွအေဒီအယံမှစစ်တိုက်ခြင်းကချီလာ၏ထာဝရဘုရားကလည်းသူ့ကိုမကြောက်နဲ့သူနှင့်တကွသူ၏လူအပေါင်းတို့ကို၎င်းသူ့မြေကို၎င်းတင်လက်၌ငါအပ်ပေးမည်ဟေရှဘုံမြို့နှင့်အာမောရိရှင်ဘီရှေဟုံကိုပြုတ်တကယ်တော့ဤမင်းကိုလည်းပြုတ်ရမည်ဟုငါအမိန့်တော်မူ၏ထို့သို့ငါတို့ဘုရားခင်ထာဝရဘုရားသည်ဘာရှန်ရှင်ဘီအောနာနှင့်သူ၏လူအပေါင်းတို့ကိုငါတို့လက်၌အတော်မူသဖြင့်တယောက်မျှမကြံကျွင်းစေခြင်းကလှုပ်ကြံကြ၏ထိုအခါငါတို့သည်မြို့60နှင့်ပြည်စုံသောအာဂောဘတိုင်းဘာရှန်ရှင်ဘီအောနာမင်း၏နိုင်ငံကိုတမျိုးမျှမကြံကျွင်းစေခြင်းကတိုက်ယူကြ၏ထိုမြို့ရှိသမျှတို့သည်မြင့်သောမြို့ရိုးမြို့တကားများကန့်လန့်ကျင်များနှင့်ခိုင်ခန့်သောမြို့ဖြစ်သည်ထိုမှတပါများစွာသောရွာတို့ကိုလည်းတိုက်ယူ၍ရှင်းရှင်းဖြစ်စီကြ၏ဟေရှဘုံရှင်ဘရင်ရှိဟုံကိုပြုတ်တကယ်တော့အရရ၌ယောက်ျားမိန်းမတငယ်တို့ကိုတုတ်တင်ပေးရှင်းကြ၏တရိษံများမြို့ရွာ၌လက်ရဥစ္စာများရှိသမျှတို့ကိုကို့ဖို့သိမ်းယူကြ၏ထိုအခါအာနုံမြင့်မှဆ၍ဟေရှမုံတောင်တိုင်အောင်ယော်ဒန်မြစ်အရှေ့ဘက်၌ရှိသောမြေကိုငါတို့သည်သိမ်းယူကြ၏ဟေရမုံတောင်ကိုဇီဒုံလူတို့သည်စီရုံဟူ၍၎င်းအာမောရိလူတို့သည်ရှာနိရဟူ၍၎င်းခေါ်ဝေါ်ကြ၏ဂျိုင်၌ရှိသမျှသောမြို့တို့နှင့်ဂီလပြည်တစ်လျှောက်လုံးအောနာမင်း၏နိုင်ငံအဝင်တာလာကမြို့အေဒီမြို့တိုင်အောင်ဘာရှန်ပြည်တစ်လျှောက်လုံးကိုသိမ်းယူကြ၏အလွန်ကြီးမားသောလူမျိုးမှဆင့်တက်သောဘာရှန်ရှင်ဘရင်အောနာတယောက်တည်းသာကြံကျွင်၏လူအတောင်အဖြစ်အလား9တောင်အနံ4တောင်ရှိသောသူ၏တန်ခုတင်သည်အာမြုံပြည်ရဘတ်မြို့၌ရှိသည်မဟုတ်လောထိုအခါငါတို့သိမ်းယူသောမြေကိုအာနုံမြင့်နာတွင်ရှိသောအာယောမြို့မှဆ၍ဂီလတောင်တစ်ပတ်တိုင်အောင်မြို့များနှင့်တကွရူပင်အမျိုးသားဂိအမျိုးသားတို့အားငါပေး၏ဂီလတောင်တစ်ဝက်နှင့်အော်နာမင်းအစိုးရသောနိုင်ငံအဝင်အလွန်ကြီးမားသောလူမျိုးနေရာဟူ၍ခေါ်ဝေါ်သောအာဂောဘတိုင်းဘာရှန်ပြည်တစ်ပြည်လုံးကိုမာနာရှေမျိုးသားတဝက်အားငါပေး၏မာနာရှေမျိုးသားယာဣရသည်အာဂောဘတိုင်းတတိုင်းလုံးကိုဂေရှုရရွာမာခါရွာအထိသိမ်းယူပြီးမှယနေ့တိုင်အောင်မိမိအမည်ကိုလိုက်၍ဘာရှန်ဟာဝုတ်ယာဣရပြည်ဟုသမုတ်လေ၏ဂီလမြို့ကိုကမာခိရအမျိုးသားတို့အားငါပေး၏ရူဘင်အမျိုးသားဂိအမျိုးသားတို့အားလည်းဂီလမြို့မှအာနုံမြစ်တိုင်အောင်မြစ်ကွေ့သောမြေနှင့်တကွအာမြုံပြည်အပိုင်းအခြားဖြစ်သောရပြုံမြစ်တိုင်အောင်မြေတစ်လျှောက်လုံးကို၎င်းလွန်ပြင်းနှင့်တကွယော်ဒန်မြစ်နာဂင်းနေတရက်အယမလွန်ပြင်းနှင့်ဆိုင်သောဒေါတုံအိုင်အရှက်အာစုပိတကာမြို့တိုင်အောင်မြေတစ်လျှောက်လုံးကို၎င်းငါပေး၏ထိုအခါငါက
တင်တို့၏ဖျားခင်ကြောင့်ရာဖျားသည်ဤမြေကိုတင်တို့အားအပိုင်ပေးတော်မူပြီးတို့ရာတွင်စစ်တိုက်တတ်သောလူအပေါင်းတို့သည်လက်နက်ကိုကိုင်၍တင်တို့ညီကိုဣတရေလအမျိုးသားတို့ရှေ့မှကူးသွားရကြမည်ထာဝရဘုရားသည်တင်တို့အားချမ်းသာပေးတော်မူသည့်ဤသူညီကိုတို့အားပေးတော်မူမည်တိုင်အောင်၎င်းယော်ဒန်မြစ်တစ်ဖက်၌တင်တို့၏ဘုရားခင်ထာဝရဘုရားပေးတော်မူသောမြေသူတို့သည်မသိမ့်မယိုမီတိုင်အောင်၎င်းတင်တို့မယားသားတငယ်များတရိษံများတို့သည်ငါပေးသောမြို့တို့၌နေရကြမည်တင်တို့သည်တရိษံများစွာရှိသည်ကိုငါသိ၏အမှုပြီးမှငါပေးနှင့်သည့်အတိုင်းတင်တို့ရှိသမျှသည်အတိအတီပိုင်ထိုက်သောမြေတို့ပြန်လာကြမည်ဟုတင်တို့အားငါမှားထား၏ထိုအခါယောရှုကိုလည်းတင်ဤဘုရားခင်ထာဝရဘုရားသည်ဤရှင်ဘုရင်နှစ်ပါး၌ပြုတော်မူသောအမှုအလုံးစုံကိုတင်သည်ကိုယ်တိုင်မြင်ရပြီထို့အတူထာဝရဘုရားသည်တင်ရောက်သည်မြတ်သောတိုင်းနိုင်ငံတို့၌ပြုတော်မူလိမ့်မည်ထိုသူတို့ကိုမကြောက်နှင့်တင်ဤဘုရားခင်ထာဝရဘုရားသည်တင့်ဘက်၌စစ်ကူတော်မူမည်ဟုငါမှားထားလေ၏ထိုအခါထာဝရဘုရားကိုငါတောင်းပန်သည်ကအိုအရှင်ထာဝရဘုရားကိုတော်ဒီကိုတော်ကျွန်အားတကူအာနုဘော်တော်ကို၎င်းအာကြီးတော်လက်တော်ကို၎င်းပြဆပြုတော်မူပြီးကိုတော်စီရင်၍တကူတော်ကိုပြသည့်အတိုင်းကောင်းကင်မြေကြီးပေါ်မှာအဘယ်မည်သောဘုရားပြုနိုင်ပါမည်နည်းအကျွန်ုပ်သည်ယော်ဒန်မြစ်တစ်ဖက်သို့ကို၍ထိုကောင်းမွန်သောပြည်နှင့်လေဗနုန်တောင်မှစ၍တင့်တယ်သောတောင်များကိုမြင်ရမည်အကြောင်းအခွင့်ပေးတော်မူပါဟုတောင်းပန်တော်လဲထာဝရဘုရားသည်တင်တို့အတွက်ငါ့ကိုအမျက်ထွက်တော်မူသောကြောင့်ငါစကားကိုနားထောင်တော်မမူထာဝရဘုရားကလည်းတန်တော်ဤအမှုနှင့်ဆိုင်သောစကားကိုနောက်တဖန်မရှောင်နှင့်ပိတကာတောင်ထိပ်ပေါ်သို့တက်ပြီးလင်အရှက်အနောက်တောင်မြောက်လေးမျက်နာသို့မျှော်၍ထိုးပြီးကိုကြည့်ရှုလောယော်ဒန်မြစ်ကိုမကိုရတို့ရာတွင်ယောရှုကိုမာခဲ၍အားပေးလောမဆထောက်ပင်လောတို့သည်ဤလူမျိုးရှေ့မှတွား၍တင်မြင်ရသောပြည်ကိုအမွေခံစေရမည်ဟုငါအားမိန်တော်မူ၏ထိုတို့ငါတို့သည်ဘက်ပေကုရမြို့တစ်ဖက်၌ရှိသောဂျိုင်းတွင်နေရကြ၏အာမင်အားလုံးကိုဖခင်သခင်ကောင်းချီးပေးပါစေ